မိမနဲ့ကလေးကိုထိရင်ငြိမ်ခံနေမှာမဟုတ်ဘူးဆိုတဲ့နေဝင်မင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မနနေဝင်ဟာအရင်ကတော့ rapper တယောက်ဖြစ်ခဲ့ပေမဲ့အခုခါမှာတော့တယောက်ဆောင်ဖြစ်နေပြီး academy တွေပါရရှိထားတဲ့သူလည်းပဲဖြစ်ပါတယ်နေဝင်ဟာသူ့ရဲ့ social media ပေါ်မှာပရိသတ်တွေကိုရန်လိုတဲ့စာတွေကိုရေးပြီးတော့တင်ထားတာကိုတွေ့ရမှာပါသူပါရေးထားတာလေဘာလို့ဒီလိုရေးထားတာလဲဆိုတာကိုကျမတို့ဒီနေ့တင်ဆက်ပေးသွားပါမယ်နေဝင်ဟာသူ့ရဲ့စာမျက်နှာမှာရေးသားခဲ့တဲ့မူရင်းစာသားကိုအရင်ဆုံးဖတ်ပြပေးချင်ပါတယ်။ဒီစာသားဟာရိုးရိုးသားသားတောင်းဆိုချက်ထက်အတိပေးတားမြစ်ချက်ပုံစံကိုဆောင်နေတာကိုတွေ့ရပါတယ်။ကျွန်တော်ရဲ့ရွေးချယ်မှုတွေကြောင့်ပြစ်တင်ဝေဖန်မှုတွေရှိနေတာကိုကျွန်တော်လက်ခံပါတယ်။အမှုပညာရှင်တဦးအနေနဲ့ဒီဝေဖန်မှုတွေကိုကျွန်တော်ကိုယ်တိုင်ပဲရင်ဆိုင်သွားမှာပါ။ဒါပေမဲ့ကျွန်တော်ရဲ့ဇနီးနဲ့သမီးကိုပြစ်မှတ်ထားပြီးပုဂ္ဂိုလ်ရေးအရာထိပါတိုက်ခိုက်နေတာတွေကိုတော့လုံးဝလက်မခံနိုင်ပါဘူး။သူတို့ဟာအမှုပညာနယ်ပယ်မှာမရှိသလိုကျွန်တော်ရဲ့လှုပ်ဆောင်ချက်တွေနဲ့လည်းမသက်ဆိုင်ပါဘူးဆိုပြီးပြောကြားထားတာကိုတွေ့ရမှာပါဒီစာသားထဲမှာနေဝရဲ့ပြတ်သားတဲ့ခံယူချက်နှစ်ခုကိုတွေ့ရပါတယ်ပထမသူ့ပေါ်ဝေဖန်မှုမှန်သမျှကိုရင်ဆိုင်မယ်ဒုတိယမိသားစုကိုတိုက်ခိုက်တာကိုတော့လက်မခံဘူးဆိုတဲ့အချက်တွေပါနေဝရဲ့စာသားကိုစိတ်ဖြာကြည့်ရမယ်ဆိုရင်တော့အချက်၃ချက်ဟာထင်ရှားပါတယ်ပထမအချက်တာဝန်ယူမှုရှိခြင်းသူဟာနုပြရှင်တယောက်အနေနဲ့သူ့ရဲ့ရွေးချယ်မှုတွေအပေါ်ဖြစ်ပေါ်လာတဲ့ဝေဖန်မှုတွေကိုတာဝန်ယူပြီးလက်ခံဖြေရှင်းသွားမယ်လို့ကတိပေးထားပါတယ်။ဒါဟာ professional ကြတဲ့သဘောထားပါဒုတိယအချက်မိသားစုကိုကာကွယ်ခြင်းဒီပိုင်းကတော့အဓိကအချက်ပါသူ့ဇနီးနဲ့သမီးကိုပုဂ္ဂိုလ်ရေးအရာထိပါတိုက်ခိုက်ခြင်းကိုလုံးဝလက်မခံနိုင်ကြောင်းပြပြတသားပြောထားပါတယ်။သူတို့ဟာသူ့လှုပ်ဆောင်ချက်နဲ့မသက်ဆိုင်ဘူးလို့အတိအလင်းဖော်ပြထားပါတယ်။တတိယအချက်ဖခင်နဲ့ခင်မွန်းရဲ့တာဝန်ကျွန်တော်မိသားစုရဲ့လုံခြုံရေးနဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်လိုအပ်တဲ့နည်းလမ်းများအားလုံးကိုကျွန်တော်အသုံးပြုသွားမှာဖြစ်ကြောင်းသိပြီးလိုပါတယ်။ဒါဟာဖခင်တဦးနဲ့ခင်မွန်းတဦးရဲ့တာဝန်လို့ပြောလိုက်တာဟာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရပ်တန့်မှုအတွက်အဆုံးစွန်ထိတအရေးယူမယ်အကြောင်းကိုတတိပေးလိုက်တာဖြစ်ပါတယ်။ဒီနေရာမှာကျမတို့သုံးသပ်ကြည့်ရမှာကဝေဖန်မှုနဲ့ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကြားကမြင်မှန်ဖြစ်ပါတယ်။ဝေဖန်မှုဆိုတာကအမှုပညာရှင်ရဲ့အလုပ်tiêuဆောင်မှုသို့မဟုတ်အများပြည်သူသိရှိတဲ့လှုပ်ဆောင်ချက်တွေပေါ်မြင်ပေးတာဖြစ်ပါတယ်။ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆိုတာကတော့သူနဲ့မသက်ဆိုင်တဲ့မိသားစုဝင်တွေအပြင်းမဲ့အသွင်ပြင်းဒါမှမဟုတ်ဂုဏ်သိက္ခာကိုထိပါအောင်တိုက်ခိုက်ပြောဆိုတာမျိုးပါနေဝရစာလာအရာသူဟာသူ့မိသားစုဝင်တွေရဲ့ဂုဏ်သိက္ခာညှိုးနှွမ်းစေတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်စေမဲ့မှတ်ချက်တွေကြောင့်အခုလိုမျိုးတုံ့ပြန်လာတာကိုတွေ့ရပါတယ်အနုပညာနယ်ပယ်မှာမရှိတဲ့သူတွေကိုပြစ်မှတ်ထားခြင်းဟာလူမှုကျင့်ဝတ်နဲ့မညီဘူးလို့ဆိုလိုပါတယ်အနုပညာရှင်တွေဟာအများပြည်သူနဲ့သက်ဆိုင်ပေမဲ့သူတို့ရဲ့မိသားစုဘဝကတော့ပုဂ္ဂိုလ်ရေးဆိုင်ရာနယ်ပယ်ဖြစ်ပါတယ်နေဝဲဟာလည်းသူကိုယ်တိုင်ဝေဖန်ခံရတာကိုလက်ခံပေမဲ့သူ့မိသားစုကိုဆွဲထည့်ခြင်းကိုတော့မတရားဘူးလို့ခံယူပုံရပါတယ်။ဖခင်တို့ရဲ့စိတ်ခင်မွန်းတို့ရဲ့စိတ်နဲ့ကာကွယ်ဖို့အတွက်နီလန်အားလုံးအသုံးပြုသွားမယ်လို့ပြောလိုက်တာဟာပရိသတ်တွေအတွက်တတိပေခေါင်းလုံးတစ်ခုပဲဖြစ်ပါတယ်။ဒါဟာအနုပညာရှင်တွေနဲ့ပရိသတ်တွေကြားကကျင့်ဝတ်သိက္ခာရှိတဲ့အပြန်အလှန်ဆက်ဆံရေးတစ်ခုလိုအကြောင်းကိုလည်းထောက်ပြနေပါတယ်။နေဝင်းရဲ့ဒီထုတ်ပြန်ချက်အပေါ်မှာပရိသတ်တွေရဲ့အမြင်တွေကလည်းအမျိုးမျိုးကွဲပြားနေပါတယ်။ထောက်ခံသူတွေကတော့မိသားစုကိုကာကွယ်တာမှန်တယ်ပြစ်မဲ့တဲ့သူတွေကိုဆွဲမထက်တင်ဘူးဖခင်တဲ့တာဝန်ကိုကျေပွန်တာလေးစားရဲဆိုပြီးပြောတာကိုလည်းတွေ့ရမှာပါဝေဖန်သူတွေအနေနဲ့ကတော့အမှုပညာရှင်ဖြစ်မှတော့ဒါမျိုးကိုခံနိုင်ရှိရမှာပေါ့စသဖြင့်အမြင်များကွဲပြားနေပါတယ်ဘယ်လိုအမြင်တွေကွဲပြားနေပါစေဒီကိစ္စဟာလူမှုကွန်ရက်ပေါ်ကစကားလုံးအင်အားနဲ့စိုက်ဘာဘူလီလောက်တာရဲ့နောက်ဆက်တွဲပြဿနာတွေကိုတင်ဟပ်ပြသနေပါတယ်ဘယ်လိုအမြင်တွေကွဲပြားနေပါစေဒီကိစ္စဟာလူမှုကွန်ရက်ပေါ်ကနေပြီးတော့စိုက်ဘာဘူလီရဲ့နောက်ဆက်တွဲပြဿနာတွေကိုတင်ဟပ်ပြသနေပါတယ်နေဝင်းဟာသူ့ကိုပဲတိုက်ရိုက်ဝေဖန်မှုတောက်ဆိုခဲ့တာဟာအဖြေရှာတဲ့နည်းလမ်းလို့ကျမတို့မြင်မိပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့အနုပညာရှင်နေဝင်းဟာသူ့ရဲ့လှုပ်ဆောင်ချက်တွေအပေါ်ဝေဖန်မှုကိုရဲရဲဝံ့ဝံ့ရင်ဆိုင်သွားမယ်လို့ပြောကြားခဲ့ပေမဲ့သူ့ရဲ့ဇနီးနဲ့သမီးကိုထိပါလာမယ်ဆိုရင်တော့လုံးဝငြိမ်ခံနေမှာမဟုတ်ဘူးဆိုတာကိုပြပြတသားအသိပေးလိုက်တာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ပါနေဝင်းဟာပေါ်ကားရတဲ့ဒေါသတယောက်ပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သင်တို့ရဲ့အမြင်ကဘယ်လိုရှိပါလဲ။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့အောင်ပါမယ်။ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါရရှင်။